ဒီရပိုင်းနေရန်ပူလာလို့လမ်းကြုံ staycation ဝင်နေဖြစ်ခဲ့တဲ့ ARVD ကြောင်းပြောမယ်ဟိုတယ်ထဲမဝင်ခင်တည်းကအထက်မှာလည်းတော်တော်မိုက်မှာပဲဆိုခံစားချက်ရတာပေါ့နော်ဒီဟိုတယ်မီဒီကြောင်းပဲကန်နလန်ဘားတွေလင်းထိန်ပြီးတော့လှခဲ့တဲ့အချိန်တွေဆိုတာလည်းရှိလိုက်သေးတယ်ဝင်လိုက်ပြီဆိုတာနဲ့သူက95ရတယ်ဝင်နေနေလည်း service ကောင်းတယ်ချက်ခင်အပေါ်ဆုံးတက်သွားရင်ဘေးရမြင့်နဲ့တသားတည်းဖြစ်နေတဲ့ယူကန်လည်းတော်တော်ကြီးလာတယ်ဒါပေမဲ့9နာရီဆိုရေဘူးကန်ပိတ်တာရုံးစင်းမှ check in ဝင်မဲ့သူတွေတော့အဆင်မပြေဘူးရေမကွင်းတော့ဖူးဆိုင်မှာရှေ့လို့ရအောင်လုပ်ပေးထားရင်မစိုးဘူးပေါ့နော် anyway Pan Pacific လက်ဆိုင်တော့ဒီကောက်ရေဘူးကန်အမိုက်တယ်ဂျင်ခန်းလေးလည်းမစိုးဘူးဟိုတယ်ရောက်မှ check in တန်းဝင်မဲ့နဲ့ကြို book လုပ်ရင်ဈေးသက်သာတယ်ဒီကန်းဆိုရင်2,900နဲ့ရတယ်ပေါ့ runner ပါတဲ့ခန်းယူရင်တော့နည်းနည်းလေးကျင်းတယ်အခန်း interior ရဲ့ amenities တွေကရော့မနေဘူးရေနှစ်ပလင်းပဲပေးထားပေမဲ့လို့လိုတယ်ဆိုရင်နောက်ထပ်2ပလင်းထပ်တောင်းလို့ရတယ်ရေခဲနှစ်ပွဲလဲ free ပေးတဲ့ service ကမိုက်တယ်ပေါ့ဗျာဒါပေမဲ့အခန်းနဲ့ပြန်တော့ပြောင်းပြန်မယ်ဒီ runner ကညစ်ပတ်တဲ့ level တစ်ခုထိရောက်တယ်မော်ပင်တစ်ချက်ဆိုရင်တန့်သွားမယ် floor ဆိုပေမဲ့လို့မလုပ်ထားဘူးပေါ့နော်ပြီးတော့ဘေးခန်းနေနဲ့3ပေဝန်းကျင်တော့ပဲကာထားဆိုတော့ privacy consumption အဆင်မပြေဘူးနေရာမြို့ထဲမှာဆိုတော့သွားလာလွယ်တယ်ဒါပေမဲ့ food tasting လုပ်ချင်တာဆိုတော့ dinner hotel မှာပဲမှာစားရတယ်ပေါ့နော်မှုတ်ဆန်မော fresh မဖြစ်တာလွယ်စာတရောထမင်းကျော်တော်တော်ကောင်းတဲ့ထဲမှာပါတယ်ဈေးကတော့အရသာနဲ့ရှင်နည်းနည်းလေးများတယ်ပေါ့မနက်စာတော့ထုံးစံတိုင်းသိငယ်ဒီမှာရောက်သွားလို့လာတော့မသိဘူးရှမ်းခေါက်ဆိုတော့မကောင်းဘေကွန်ကလည်းညံပြီးတော့မှာတယ်ပေါ့နော်အဲ့နှစ်ခုကလွယ်ရင်ကျန်တဲ့ဟာတွေတော်တော်စားလို့အဆင်ပြေတယ်ဆိုတော့ပေးရတဲ့2,900နဲ့တန်လားဆိုရင်သူ့ထက်ပိုပြီးတော့ရော့တဲ့ဈေးနဲ့ရန်ကုန် Excelsior ဆိုတဲ့ဟိုတယ်ကသူ့ဘေးနားမှာပဲရှိတာပေါ့နော်ဒါပေမဲ့အဲ့ကောင်မှာရေကူးကမပါအောင် ARVD ကတော့ကောင်းတယ်မကောင်းဘူးဆိုတာနဲ့သူ့ဈေးမှာသူ့လိုမျိုး vibe ပေးနိုင်တဲ့ဟိုတယ်ဆိုတာမရှိဘူးဆိုတော့ different တစ်ခုတော့ဖြစ်တယ်ပေါ့နောက် video အတွက်ကို like and follow လုပ်ခဲ့ပါဦး